ပရာဟိတလို့ရင်ချမ်းသာလာတော့မဟုတ်ပဲအရင်ကတည်းကရွှေ18ကျပ်သားဆဲကျိုးဝတ်နိုင်တဲ့အထိချမ်းသာတဲ့လိုင်းသားရကိုကြီးလိုင်းသားရကိုကြီးကတော့ပရာဟိတလို့တွေကိုလုပ်ရင်းနဲ့ TikTok Social Media မှာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။လိုင်းသားရကိုကြီးကတကယ်လို့အပ်တဲ့သူတွေကိုအလှငွေကောက်ခံလူတန်းပေးခဲ့တာပါ။ပရာဟိတလို့ရင်ဆယ်လီဖြစ်လာရဲဆိုပေမဲ့လူများရဲ့ယုံကြည်မှုကိုအချိန်ကြာကြီးရဖို့ကလည်းလိုအပ်ပါသေးတယ်။လိုင်းသားရအကိုကြီးကတော့အချိန်တိုအတွင်းမှာပရာဟိတလို့တွေကိုနေစနစ်တကျနဲ့လုပ်ပြလာနိုင်တဲ့အတွက်အခုစဉ်အလူရှင်ရဲ့ယုံကြည်မှုကိုလည်းအပြည့်အဝရရှိထားတာပါ။ပရာဟိတသမားတွေကနာမည်ကြီးလာပြီဆိုရင်ဝေရကြီးနဲ့ပတ်သက်ပြီးတော့လေဝေဖန်တာတွေကရှိလာခဲ့တာပါ။လက်တလုံးမှာတော့သူ့မယုံကြည်သူတွေတချို့ကလိုင်းသားရအကိုကြီးကပရာဟိတလို့ရင်ကြည်ပွားချမ်းသာလာရဲဆိုပြီးဆွဆွဲနေကြတာပါ။ပရာဟိတအလုပ်ကရတဲ့ဝေတွေကိုအလွယ်သုံးစားလုပ်ပါရဲဆိုပြီးပြောဆိုနေကြတာပါ။ခုလိုဝေဖန်မှုတွေကိုလိုင်းတာယာကိုကြီးကတော့ပြုံပြုံကြီးတာရင်ဆိုင်လာခဲ့ပါတယ်။လိုင်းတာယာကိုကြီးကခုလိုဝေဖန်တာတွေကြောင့်ချောင်းရွတ်တာမျိုးလည်းမရှိသလိုရီတော်ရည်ချင်ပါသေးတယ်။အကြောင်းရတော့သူ့ဆွဆွဲနေရတွေကအလုံးအမားတွေဖြစ်နေကြတာကြောင့်ပါ။လိုင်းတာယာကိုကြီးကခုလက်ရှိမှာဝင်နေတဲ့ရွှေတွေဆိုတာအကြီးစားကြီးတွေမဟုတ်ပဲအရင်ကိုတည်နေရကြောင်းပါလူများမြင်မှာတော့အခုလက်ရှိဝတ်ထားတဲ့ဆဲကြိုးကရွှေဆဲကြိုးကြီးဖြစ်တဲ့အပြင်အရင်ကိုကြီးလုံးနေတယ်လို့မြင်နေကြတာကြောင့်ပါ။ဒါပေမဲ့လိုင်းတာယာကိုကြီးကတော့ပရာဟိတလို့ရင်းနေမှာတော့သူ့ရဲ့ရွှေဆဲကြိုးကတည်သွားတာပါပရာဟိတလို့မလုပ်ခင်တုန်းကဆိုရင်လိုင်းတာယာကိုကြီးကဆဲကြိုးအကြီးကြီးတွေကိုဝတ်ဆင်ထားတာဖြစ်ပါတယ်ရွှေဆဲကြိုးအကြီးကြီးတွေကိုဝတ်ဆင်ရတာကြိုက်တဲ့အတွက်လွန်ခဲ့တဲ့9နှစ်လောက်ကလေးကရွှေဆဲကြိုးကိုအကြီးကြီးသာဝတ်ဆင်တာပါလိုင်းတာယာကိုကြီးရဲ့ရွှေဆဲကြိုးတကုံကိုဆိုရင်18ကျပ်သားလောက်ကြီးကိုရှိတာပါတကုံကို18ကျပ်သားရှိရဲ့ရွှေဆဲကြိုးကြီးနဲ့ကြီးမို့ခဲ့ရပါပရာဟိတလှုပ်လှုပ်တဲ့အချိန်မှာ18ကျပ်သားရွှေဆဲကြိုးတွေမဝတ်နိုင်တော့ပဲရွှေဆဲကြိုးဟာတပြေးပြေးပါသွားခဲ့ရပါတယ်ပရာဟိတလှုပ်တွေလှုပ်တဲ့အချိန်မှာလိုင်းတရာကိုကြီးမှာဆက်ရတွေလည်းရှိပါတယ်တချို့အလှူရှင်တွေကငွေလွှဲခိုင်းတာကိုမှားပြီးလွှဲလိုက်တာမျိုးဆိုရင်လိုင်းတရာကိုကြီးရပဲအိတ်ဆိုင်ထုတ်ကလှူပေးလိုက်ရတာပါဒါပြင်တကယ်ခက်ခဲနေတဲ့သူတွေကများပြီးအလှူရှင်တွေနေပါလာချိန်မှာလည်းလိုင်းတရာကိုကြီးကအိတ်ဆိုင်ထုတ်ကလှူရတာတွေရှိပါတယ်ဒါကြောင့်မို့လဲသူရဲ့ရွှေဆဲကြိုးကြီးကတပြေးပြေးပါလာခဲ့တာပါအခုလိုပရာဟိတလုပ်ငန်းအတွက်စားဆိုင်ထုတ်နေရပြီမဲ့လေတချို့လူတွေကပရာဟိတကိုကုတုံလောက်ကဝေရှာနေရဆိုပြီးဝေဖန်ပြောဆိုတာတွေရှိလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လိုင်းတရာကိုကြီးကခုမှရွှေဆဲကြိုးဝတ်တာမဟုတ်ပဲအရင်ကတည်းကရွှေတတိတန်းနဲ့နေကြတဲ့သူဖြစ်ကြောင်းထုတ်ပြောလာခဲ့တာပါလိုင်းတရာကိုကြီးကလှူလူတဲ့နေရာမှာတကယ်လိုအပ်တဲ့သူတွေကိုသာရွေးချယ်လူပေးတဲ့အတွက်အလှူရှင်တွေကတော့သူ့ကိုပဲယုံယုံကြည်ကြည်နဲ့လူပေးတော့မှာပါလူပေးတဲ့သူတွေကလည်းအလှူရှင်တွေတိတ်မသိတဲ့နေရာတွေကလိုအပ်သူတွေကိုသာရှာပေးတာကြောင့်စေချယုံကြည်နေရဖြစ်ပါတယ်။ပြည်သက်ကြီးရောလိုင်းတရာကိုကြီးရဲ့ပရာဟိတလို့ကိုအားကြလာဆိုတာပြောပြခဲ့ပါဦးရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းတွေနဲ့အတူပြန်လာခဲ့အောင်မှဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow ထားပေးကြပါဦးနော်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေးကျေးဇူးအများကြီးတင်ပါတယ်။